1916 ခုနှစ်ဖေဖော်ဝါရီလ21ရက်ညနေ9:15မိနစ်ပြင်သစ်မြောက်ပိုင်းဘာရန်ခန်တက်မြို့တော်ကောင်းကင်ယံမှာအောက်ကွဲသံများနဲ့မြည်ရဲသွားခဲ့တယ်။ဂျာမန်အမြောက်1000ကျော်ရဲ့တပြိုင်နက်ပစ်ခတ်မှုဟာပြင်သစ်စစ်မြေပြင်ငရဲကမ်းအဖြစ်သို့ချက်ချင်းပင်အသွင်ပြောင်းလဲလိုက်ပါတယ်။ဒါဟာပထမကမ္ဘာစစ်ရဲ့အခြေအကျဆုံးအကြမ်းတမ်းဆုံးလူတစ်ပေါင်9သိန်းကျော်ကိုမြူချသွားမယ်အသားကျိတ်စစ်ကြီးအစပြုခြင်းပါပဲ။ဘာဖြစ်လို့လဲဆိုတော့ဂျာမန်အမြောက်1000ကျော်ကတပြိုင်နက်ပစ်ခတ်ချေမှုန်းနေပါတယ်။ပြင်သစ်စစ်မြေပြင်ကိုငရဲကမ်းအဖြစ်ချက်ချင်းပင်အသွင်ပြောင်းလိုက်ပါတယ်။ဒါဟာပထမကမ္ဘာစစ်ရဲ့အခြေအကျဆုံးအကြမ်းတမ်းဆုံးလူတစ်ပေါင်9သိန်းကျော်ကိုမျိုးချသွားတဲ့ပထမကမ္ဘာစစ်ရဲ့တိုက်ပွဲတစ်ခုရဲ့အစပါပဲ။ဂျာမန်တပ်ဘူးဖော့ကန်ဟန်ရဲ့ကြီးမှန်းချက်ကနေမြေသိမ်းပိုက်ရေးထက်ပြင်သစ်စစ်သည်များကိုတုတ်တင်ရှင်မုံရေးကိုဥတီခဲ့ပါတယ်။သူ့ရဲ့မဟာဗျူဟာကရိုးရှင်းပေမဲ့ရစ်ဆက်နှောပါတယ်။ပြင်သစ်စစ်တပ်ကိုသူတို့ရဲ့ဂုံယူစရာဗာရမျိုးကိုကာကွယ်ရင်းအတင်းကျပ်ဆွဲထုတ်လိုက်ပါတယ်။ပြီးရင်တော့ဂျာမန်အမြောက်တွေနဲ့အစုလိုက်ပြုံလိုက်ရှင်မုံတုတ်တင်တော့မှာပါ။ဖော့ကန်ဟိုင်းဟာရန်သူတပ်ဖွဲ့တွေကိုသူတို့ရဲ့ခံတပ်ထဲမှာပဲအသက်ကုန်ဆုံးအောင်လုပ်မယ်။ပြင်သစ်စစ်တပ်ရဲ့လူအင်အားကိုကျွန်တော်တို့ရဲ့အမြောက်တွေနဲ့အချိန်တို့အတွင်းကြိတ်ချီပစ်မယ်။ဒါဟာသူတို့ရဲ့စိတ်ဓာတ်နဲ့အင်အားကိုအပြီးပိုင်ရှိုးဖြစ်မှုစနစ်ပါပဲလို့သူကကြွေးကြော်ခဲ့ပါတယ်။ဒါကိုအသားကျိတ်စစ်လို့နာမည်ပေးထားခဲ့တယ်။ဒါပေမဲ့ဂျာမန်စစ်ဗိုလ်ချုပ်ကြီးဖော့ကန်ဟိုင်းမတွက်ဆမိတာကပြင်သစ်တို့ရဲ့အမခန်းကာကွယ်မှုပါပဲ။ပြင်သစ်ဗိုလ်ချုပ်ဖီလက်စ်ဖင်တန်ကတော့နောက်ထပ်စစ်ရေးစမ်းသပ်မှုတစ်ခုနဲ့တံပြန်ခဲ့ပါတယ်။သူ့ရဲ့ဗျူဟာမှာအရှစ်နှစ်ချက်ရှိခဲ့ပါတယ်။ပထမတစ်ချက်ကစစ်သားတွေကိုရှေ့တန်းမှာအချိန်ကြာမထားဘူး။တပ်ရင်းတွေကိုအလှည့်ကျဆုတ်ခွာပေးခြင်းဖြင့်သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်ရာပြိုလဲမှုကိုကာကွယ်ပေးခဲ့ပါတယ်။ဒုတိယတစ်ခုကတော့ဘာရန်ကိုစစ်တွယ်ထားတဲ့အသက်သွေးကြောလမ်းမကြီးတစ်စက္ကန့်ကိုထရက်ကတစ်စီးနှုံးနဲ့ခဲယမ်းတွေစစ်သားတွေကိုနေညမပြတ်ပို့ဆောင်ပေးနေတဲ့ထောက်ပံ့ရေးခွင်းစစ်ဟာဂျာမန်တို့ရဲ့အမြောက်မိုးသီးတွေကြားကနေဘာရန်ကိုမကြဆုံးအောင်ထိန်းထားနိုင်ခဲ့ပါတယ်။ပြင်သစ်စစ်ဗိုလ်ချုပ်ကြီးဖီလက်ဖီတန်ကဒီလမ်းဟာဘာရန်ရဲ့နှလုံးသားပဲဒီလမ်းမပစ္စည်းတွေငါတို့ချုံးနေမှာမဟုတ်ဘူး။ဘာရန်ရဲ့စစ်မြေပြင်ဟာလူသားဆန်မှုကင်းမဲ့နေပါတယ်။အမြောက်ဆန်38တန်းကျော်ကစစ်မြေပြင်တစ်ခုလုံးကိုဇောက်ထုံးမိုးပြန်ဖြစ်စေခဲ့ပါတယ်။စစ်သားတွေဟာရန်သူကိုမမြင်ရပဲဘုံသီးတွေကြားကပဲတရက်ကိုအသက်1000နှုန်းနဲ့တေဆုံးနေကြရပါတယ်။ဂျာမန်တွေရဲ့420မီလီမီတာရှိတဲ့ဘက်ဘာတာအမြောက်တွေကကွန်ကရစ်ခန်းတပ်တွေကိုဖောက်ထွင်းနေချိန်မှာပြင်သစ်ရဲ့155မီလီမီတာအမြောက်တွေကဂျာမန်တို့ရဲ့အမြောက်တပ်စခန်းတွေကိုတံပြန်ပြတ်ခတ်မှုနဲ့တိတ်ဆိတ်အောင်ပြန်လုံနိုင်ခဲ့ပါတယ်။အဲဒီစစ်ပွဲတွေကစစ်သားတွေကငါတို့ဟာချွတ်လွန်ထဲမှာနေထိုင်ပြီးမိကုန်းတွေကြားမှာအသက်ရှူနေရတယ်။ညဘက်ဆိုရင်တိတ်ဆုံးသွားတဲ့တငယ်ချင်းတွေရဲ့ရုပ်အလောင်းတွေပေါ်မှာအိပ်စက်ရတယ်။ဒါဟာစစ်ပွဲမဟုတ်ဘူး။ဒါဟာငရဲတစ်ခုလိုပဲဇွန်လမှာတော့ဂျာမန်တို့ရဲ့ဓာတ်ငွေတိုက်ခိုက်မှုတွေကြောင့်ဘာရန်မြို့ဟာကြာဆုံးလို့နေပါဖြစ်သွားခဲ့ပါတယ်ဒါပေမဲ့ပြင်သစ်စစ်ဗိုလ်ချုပ်နေပဲရဲ့သူတို့ဖျက်ကျော်မသွားရဆိုတဲ့စောင်ဖို့အောက်မှာပြင်သစ်တို့နောက်ဆုံးခန်းဆက်စီးကိုတင်းတင်းကြပ်ကြပ်စုပ်ကင်ကာကွယ်ထားခဲ့ကြပါတယ်။အော်တိုဘာလမှာတော့အချိန်ကြီးပြောင်းလဲသွားခဲ့ပါတယ်။ပြင်သစ်တို့ဟာ400မီလီမီတာ
ယထာလမ်းအမြောက်ကြီးတွေကိုအသုံးပြုပြီးတံပြန်ထိုးစစ်ဆင်ခဲ့ပါတယ်။ဥမြင့်လှိုင်းကောင်တစ်ခုချင်းစီခံတပ်တစ်ခုချင်းစီကိုပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ဒါဟာဂျာမန်တို့ရဲ့စစ်ရေးအရအရှက်ရပွဲဆုတ်ခွာခြင်းဖြစ်တယ်လို့ပြင်သစ်တို့ရဲ့ပြန်လည်မွေးဖွားခြင်းပဲဖြစ်ခဲ့ပါတယ်။မိကုန်းချုပ်အနေနဲ့ဒီတိုက်ပွဲကစစ်ဗျူဟာပိုင်းဆိုင်ရာနဲ့တင်ငန်းစာများကိုသုံးသပ်ရမယ်ဆိုရင်ဒီဇင်ဘာလ17ရက်နေ့မှာတိုက်ပွဲပြီးဆုံးသွားခဲ့ပါတယ်စုစုပေါင်းလူ9သိန်းနီးပါးအသက်ဆုံးရှုံးခဲ့ရပြီးနေမီကတော့မိုင်အနည်းငယ်ပဲပြောင်းလဲခဲ့ပါတယ်ဒါပေမဲ့ဒီတိုက်ပွဲကနေကျွန်တော်တို့ဘာတင်ငန်းစာရခဲ့တယ်လဲပြည်သက်စစ်ဗိုလ်ချုပ်ကြီးပီတန်ရဲ့တန်ရှင်းတော်လမ်းကတက်တည်ပြနေပါတယ်။စစ်ပွဲဟာတနက်ပြစ်နိုင်ုံနဲ့မနိုင်ဘူး။ခဲရဲနဲ့ထောက်ပံ့ရေးကိုဘလောက်ကြာကြာစင်စစ်မပြတ်ပို့ပေးနိုင်တယ်လဲဆိုတဲ့အပေါ်မှာမူတည်ခဲ့ပါတယ်။ဂျာမန်စစ်ဗိုလ်ချုပ်ကြီးဖော့ကန်ဟန်ရဲ့စစ်မဟာဗျူဟာကတော့ပြင်သစ်ကိုယ်တိုင်ကသူ့ရဲ့ကိုယ်ပိုင်ဂျာမန်စစ်တပ်ကိုပါပင်မနွမ်းနယ်စီခဲ့ပါတယ်။ရန်သူကိုအားကုန်ခန့်အောင်လုပ်ပြီးခြေမုံမှုစူးစမ်းရင်ကိုယ်တိုင်အားကုန်ခံပြီးပြန်လဲချီမုန်းခံခဲ့ရတာဟာပြင်သစ်တို့ရဲ့ဗျူဟာမြောက်ထောင်ချောက်ပါပဲဒီတိုက်ပွဲမှာပြင်သစ်စစ်သားတွေရဲ့အရှုံးမပေးတဲ့စိတ်ဓာတ်ဟာဘယ်လောက်ပဲခက်မိတဲ့ဂျာမန်အမြောက်တွေရှိနေပါစေစစ်ပွဲကိုအနိုင်မရနိုင်ကြောင်းတက်တည်ပြခဲ့ပါတယ်ဒီစစ်ပွဲမှာ3,300 ကျော်သောစစ်သားတို့ရဲ့အယိုးစုတွေစုပုံနေတဲ့ဘာရန်အယုပိတ်မှဟာစစ်ပွဲရဲ့အဓိပ္ပာယ်နှင်းမှုကိုကဘာကိုအော်ဟစ်ပြောဆိုနေတယ်လို့ပါပဲယခုချိန်မှာတော့ဘာရန်ဟာစစ်ဗျူဟာတွေရဲ့ပြိုင်ပွဲတစ်ခုမဟုတ်တော့ပဲတစ်ချိန်ကလူသားမျိုးနွယ်ရဲ့မှားယွင်းမှုတွေရဲစွမ်းတက်တဲ့နဲ့ပြီးဆက်ရတဲ့တန်ဖိုးတွေကိုအမှတ်ရစေတဲ့သင်ခန်းစာတစ်ခုဖြစ်လာခဲ့ပါပြီစစ်ပွဲဆိုတာဟာနိုင်သူချိပေမဲ့အနိုင်ရသူကိုရှုံးနေသူကိုအားလုံးအတွက်ဒဏ်ရာတွေကိုပဲရှန်ထားရခဲ့တာပါဘာရန်တိုက်ပွဲဟာဂျာမန်နဲ့ပြင်သစ်နှစ်ဖက်စလုံးအတွက်အနိုင်ရှုံးထွက်အသက်တွေကိုရှေ့မုန်းခဲ့တဲ့တိုက်ပွဲကြီးတစ်ပွဲဖြစ်ခဲ့ပါတယ်။ရပောင်300ကျော်တွင်လူပေါင်း9သိန်းနီးပါးတေချီပစ္စည်းခဲ့ရပြီးမြမြေနေရာအနှဲငယ်မျှသာပြောင်းလဲရှိခဲ့လို့စစ်ပွဲတွေရဲ့ဒိဗ္ဗေမှဲမှုကိုအထင်ရှားပြသနေခဲ့ပါတယ်။အမြောက်အစင်းရင်1000ကျော်ပါဝင်ခက်မီလက်နက်တွေကိုအစုလိုက်အပြုံလိုက်အသုံးပြုခဲ့ခြင်းဟာလူသားချင်းစာနာထောက်ထားမှုကိုပျောက်ကွယ်စေခဲ့ပြီးဤပညာကိုအဖြစ်ဆွမ်းအားတွေအသုံးချရင်ဘယ်လောက်ထိကြောက်စရာကောင်းလဲဆိုတာသက်သေပြနေခဲ့ပါတယ်။ယနေ့ခေတ်မှာတော့ဗာရန်မီဟာပြင်သစ်နဲ့ဂျာမနီတို့ကြားရန်ညိုးတွေကိုအဆုံးသတ်ပြီးဝေရောပငင်းချိုင်းနဲ့ပြန်လည်တက်မြတ်ရေးရဲ့အထွတ်ထိပ်ထားရာနေရာတစ်ခုဖြစ်လာခဲ့ပါပြီ။1984ခုနှစ်ကပြင်သစ်သမ္မတမီထရန်နဲ့ဂျာမန်ဝန်ကြီးချုပ်ဟဲမွန်ကိုတို့ဘာရန်စစ်တင်ချိုင်းမှာလက်ရှင်ရှိတ်ခဲ့တဲ့ဖြစ်ရပ်ဟာကဘာကျော်တဲ့ဖြစ်ရပ်တစ်ခုဖြစ်ခဲ့ပါတယ်။လက်ရှိ2026ခုနှစ်အထိကဘာနေရအနှံ့ပြားမှာဖြစ်ပွားနေတဲ့ပြည်ပခါတွေကိုကြည့်ရင်ဘာရန်တိုက်ပွဲဟာတမိုင်းဖြစ်တင်ချမ်းရခဲ့တာမဟုတ်ပဲစစ်ပွဲဆိုတာအစပြုဖို့လွယ်ကူသလောက်အဆုံးသတ်ဖို့ဘလောက်ခက်ခဲကြောင်းနဲ့ငြိမ်းချမ်းရေးကိုဆွေးနွေးပွဲစပွဲပေါ်မှာဖြေရှာတင်ကြောင်းယနေ့ကလူသားတွေကိုအစဉ်ပြေသတိပေးနေဆဲဖြစ်ပါတယ်။